ရက်တစ်ထောင်မှာကျွန်တော်စူးစမ်းပြီးတော့လှုပ်မပြီးတဲ့အလုပ်တွေဟာအိမ်တော်မှာတရက်ကျွန်တော်တို့ဖခင်ကိုကိုးကွယ်ခြင်းနိုင်သူမျက်မှောက်တော်ထဲမှာသူကိုကိုးကွယ်ခြင်းထဲမှာကျွန်တော်ရလိုက်တဲ့ဖခင်ရဲ့တုတ်တိခြင်းတွေဖခင်ရဲ့ဖွင့်ပြခြင်းတွေဖခင်နှုတ်ကပတ်တော်တွေဟာရက်တစ်ထောင်မှာမပြီးနိုင်သောအရာများစွာကိုပြီးရှိစေတာဖြစ်တယ်ရမျက်မှောက်တော်ကအရေးကြီးဆုံးပါပဲတရားနဲ့မှအစားထိုးမရနိုင်ဘူးဝိညာဉ်မှာအတောင်တဆုံးဟာကိုရောမျက်မှောက်တော်ပဲလူကျင်တာကိုရောမျက်မှောက်တော်ပဲတော်ရမျက်မှောက်တော်ကကျွန်တော်အဆွဲဆောင်တယ်အရာရာတွေတဲ့ပို့ပြီးတော့ဆွဲလန်းဆုံးပါပဲဝိညာဉ်မှာအလွန်ဆွဆုံးဟာကိုရောမျက်မှောက်တော်ပဲနေကျင်တာကိုရောမျက်မှောက်တော်ချာတော်ရမရှိနေတဲ့ရဲ့တထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်ုပ်တို့သာ၍ကောင်းသည်ချာတော်ရမရှိနေတဲ့ရဲ့တထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်ုပ်တို့သာ၍ကောင်းသည်ချာတော်ရမရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်တော်တို့သာရကောင်းသည်ချာတော်ရမရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်တော်တို့သာရကောင်းသည်တော်ရမရှိနေတဲ့ရဲ့တထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်ုပ်တို့သာရွေကောင်းသည် yeah 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 အချာတော်ရမရှိနေတဲ့ရဲ့တထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်ုပ်တို့သာရကောင်းသည် yeah အချာတော်ရမရှိနေတဲ့ရဲ့ထောင်ထဲအိမ်တော်မရှိနေတဲ့တရက်ကကျွန်ုပ်တို့သာရကောင်းချာတော်ရမရှိနေတဲ့ရဲ့တထောင်ထဲ
အိမ်တော်မှာရှိနေတဲ့တရက်ကကျွန်တော်တို့သာ၍ကောင်းသည် ချာတော်ရဲ့